ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ၄စိမ့်မှာပေါ့နော်ဒီ T-Tourism ကနေပြီးတော့ travel package ကိုဝယ်ယူပြီးတော့ဟိုဘန်ကောက်ကနေပြီးတော့ကျွန်တော်တို့ဒီဒူဘိုင်းကိုလာတဲ့ customer တယောက်ကိုလာကြိုနေတာဖြစ်ပါတယ်လေယာဉ်ကတော့ကျွန်တော်တို့9:50မှာစိုက်မှာဖြစ်ပေမဲ့အခုလောဆယ်တော့ဒါလေယာဉ်မစိုက်သေးဘူးပေါ့နော်ကျွန်တော်တို့ဒါအထဲမှာသွားပြီးတော့သူ့ကိုသွားကြိုမှာဖြစ်ပါတယ်arrival ရောက်ရှိနေပြီဖြစ်ပါတယ်ဒါအခုသူလေရင်လဲစိုက်ပြီဆိုတော့ဒီညီလေးကဒီဘက်အချမ်းကနေပြီးတော့ထွက်လာမှာပါဒါသူ့ကိုစောင့်နေတာဖြစ်ပါတယ်ကျွန်တော်တို့တော်ရင်းနဲ့ဒီနေ့ရောက်လာတဲ့ညီလေးကိုညအိမ်မှုတော့ပေါ့နော်ဒီရခင်းဆောင်ပေါင်းလို့လိုက်ဝယ်ပေးတာဖြစ်ပါတယ်။နောက်ဆုံးဆိုတော့တီးပြီးတော့လိုက်ဝယ်ပေးတာပေါ့ဗျာ။နောက်ပိုင်းကျရင်တော့ဒီသွားတယ်တော့ပုံကိုလုံးရအောင်ကဲခုကတော့ကျွန်တော်ဒီညအတွက်ကိုကျွန်တော်ဒီညီလေးညအတွက်နေဖို့ရခင်းပိုင်းတော့ဝယ်ပြောရပြီပေါ့နော်ဒါပေမဲ့ကျန်တဲ့ဒီလူဟာတွေရှိသေးတယ်ဗျာလူဟာတွေအများကြီးဝယ်ဖို့ရှိသေးတယ်အဲ့ဒါကြောင့်နောက်နေ့ရက်မှာပဲကျွန်တော်တူတူသွားမယ်လို့ကျွန်တော်စီစဉ်ထားပါတယ်ပြီးတော့ကျွန်တော်ပြည်တူတွေနဲ့နောက်ထပ်လာမယ့်လူတွေလည်းအများကြီးရှိပါသေးတယ်ဗျအဲ့ခါကျရင်လည်းကျွန်တော်တို့ဒီပြည်တူတွေနဲ့လာရလို့လည်းကျွန်တော်ပြန်ပြီးမိတ်ဆက်ပေးပါအောင်ဗျဒီနေ့ကဒီလောက်ပါပဲအားလုံးကျေးဇူးပါပဲဗျပါမယ်ကြီး